Hello အားလုံးပဲမင်္ဂလာပါချက်သားရင်းလို့ပြောလိုက်တာနဲ့ချက်သားစီပြန်ချက်သားကြောဒါတွေပဲစားနေတော့လားတခါတလေထူးဆန်းလေးဖြစ်အောင်အဆက်ချက်တဲ့သူဆိုရင်ချက်သားအာလူကို spicy ရတာလေးနဲ့ဒီလိုမျိုးချက်တောက်ဆန်းအရေးတောက်လေးဆက်စားကြည့်လိုက်ပါနော်ဒါကတော့ချက်ပောင်လေးတွေကိုတုံးထားပါတယ်ချက်ပောင်လေးတွေကိုရေးသေးစားဆေးထားပြီးတော့ချက်တဲ့အိုးထဲမှာထည့်ပြီးရေလေးနဲ့ငယ်ထည့်ပြီးတော့ဘာမှမထည့်ပဲနဲ့ဒီတိုင်းလေးပွက်အောင်တည်လိုက်ပါတယ်နော်ချက်သားလေးတွေအရေးပွက်ချက်သားလေးရလည်းတင်းလာပြီဆိုလို့ရှိရင်တော့အရသာအတွက်ဘဲငံပြားကြီးကြီးလေးလာပြီးတော့ထည့်ပေးလိုက်ပါတယ်ကျမကဒီနေရာမှာ spicy အတွက် spicy အနှစ်ထုတ်ကိုသုံးပါပေါ့နော်စားလေးနဲ့နည်းငယ်ထည့်လိုက်ပါတယ်ဒီ spicy အနှစ်ထုတ်လေးရကြတော့လွယ်ကူကူလေးနဲ့လည်းရှက်လို့ရတယ်ပေါ့နော် market တွေမှာလွယ်တကူရှိပါတယ် spicy ကတော့ကိုစားနိုင်တဲ့လောက်ထဲလို့ရပါရင်တော့ကိုကအဆက်များများစားခြင်းရင်အနှစ်ကိုများများထဲကိုကနည်းနည်းပဲစားခြင်းတယ်ဆိုရင်တော့အနှစ်လေးကိုနည်းနည်းလေးပဲထဲပေါ့နော်ဒီ spicy အနှစ်လေးထည့်ပြီးတော့ချက်သားလေးတွေနဲ့ရှည်လေးတွေနဲ့ကိုလိုချင်တဲ့လောက်ဖြည့်ဆွက်ပြီးတော့အဖုံအုပ်ထားပေးလိုက်ပါတယ်ကျမကတုံးနဲ့ရောဖို့အတွက်အာလူလေးကိုဒီလိုမျိုးလေးပြင်ဆင်ထားလိုက်ပါတယ်ဒီလိုမျိုးအယောင်လေးခဲလာပြီးချက်သားလေးလည်းပုတ်ပုတ်ဆူနေဆိုရင်တော့အခုနာတုံးနဲ့လိုက်ဖက်တဲ့အာလူလေးကိုလာပြီးရောပေးလိုက်ပါတယ် spicy အနည်းထုတ်ကစီရဲ့အယောင်ရဲ့ပါပြီးသားဆိုတော့ကျမတို့ကအရသာကိုစားနဲ့ပဲငံပြရဲ့ကြီးလေးပဲတုံးထားရုံပါပဲနော်ဒီလိုမျိုးလေးချက်သားကို45မိနစ်တနားရီလောက်တည်ပြီးအာလူလေးလည်းနူးဣလာပြီးချက်သားလေးလည်းနူးဣလာပြီးဆိုရင်တော့ spicy လေးနဲ့ချက်သားအာလူတောက်ဆန်းလေးတစ်ခွက်ကိုရရှိလို့လာပါပြီရှင်အားလုံးပဲမင်္ဂလာပါရှင်